အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တင်ဆက်သူစိုက်ကိုဖြစ်ပါတယ်ကျွန်တော်အခုဖတ်ပြပေးသွားမယ့်ဝတ္ထုတိုလေးကတော့ဆရာကြီးတကုံရွှေများရေးသားထားတဲ့သူရောင်ရုပ်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဆုံးတော့ကျော် channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဆရာများသည်တပည့်မျိုးမျိုးနဲ့သူတို့၏အကျင့်စာရိတ္တကို၎င်းဆရာဝန်များသည်လူနာမျိုးမျိုးနဲ့ယောဂဗျာများကို၎င်းတရားသူကြီးများသည်မိမိယုံသို့ရောက်လာသောအမှုမျိုးမျိုးကို၎င်းတွေ့ကြရသည်ဖြစ်ရာအသက်အရွယ်ကြီး၍ထိုအလုပ်များမှအနားယူကြသောအခါစိတ်ထဲတွင်အမတ်တရဆွဲ၍ကြံရစ်ခဲ့သောအရာများအလွန်နှဲပါလေသည်ဆရာဝန်တယောက်ဟာမြည်သည့်အချိန်ကမြည်သည့်လူနာကိုမှတ်မိပါသလိုဟုမေးရာမမှတ်မိတဲ့ကဲ့သို့တရားသူကြီးတယောက်ဟာမြည်သည့်နှင့်မြည်သည့်နေ့ရက်ကအပြစ်ပေးလိုက်သောမြည်သည့်တရားခံကိုမှတ်မိပါသလိုလို့မေးလျင်မှတ်မိလိမ့်မည်မဟုတ်ပေဆရာဝန်များသည်၎င်းတရားသူကြီးများသည်၎င်းမိမိတို့အလုပ်ဝတ္တရားများအတိုင်းဆောင်ရွက်သွားခြင်းများသာဖြစ်၍ပုဂ္ဂိုလ်ဆွဲအားဖြင့်မြည်သူကိုမျှမသိနိုင်ကြဆရာဝန်တယောက်သည်လူနာ၏အသားကိုကင်တွယ်စမ်းသပ်ရာ၌ယောက်ျားမိန်းမဟုသောအသိဉာဏ်ဖြင့်တွေးထိခံစားမှုပင်မရှိကြထို့အတူတရားသူကြီးသည်လည်းမြည်သည့်တရားလိုသည်မြည်သူဖြစ်သည်မြည်သည့်တရားခံသည်မြည်သူဖြစ်သည်မြည်သူကိုချစ်သည်မြည်သူကိုမုန်းသည်ဟု၍မရှိကြဆရာဝန်တယောက်သည်ဈေးကမှထွက်လာသောအခါမြည်သည့်အရာကိုမျှအမှတ်မထားမြည်သည့်လူနာကိုမျှသတိမရတော့ဘဲရှိတဲ့ကဲ့သို့တရားသူကြီးတယောက်သည်လည်းတရားခွင်မှဆင်းလာသည့်နှင့်တပြိုင်နက်တရားလိုများတရားခံများတတ်သိများအမှုရဲများဥပဒေများသည်အိမ်သို့မပါဘဲရုံးခန်း၌ကြံရစ်ခဲ့လေသည်အလုံးမှထွက်လာသောအခါ၌မူပြောစရာမရှိတော့ကြအစဉ်အလာရာဤကဲ့သို့ပင်ဖြစ်ရမည်ဖြစ်တော်လေကျွန်ုပ်မှမူအလုံးမှနားယူပြီးသည့်နောက်ယခုချိန်တွင်ဆယ်မြင့်မြရှိပြီဖြစ်တော်လေယခုချိန်ထိကျွန်ုပ်၏စိတ်ထဲတွင်မမေးပြောက်ပဲဆွဲမြဲကြံရစ်ခဲ့သောအမှုတစ်ခုရှိလေသည်ကျွန်ုပ်မှာထိုအခါကကြောက်ဖြူမြို့တွင်အထူးအာဏာရနယ်ပိုင်တရားသူကြီးတယောက်ဖြစ်၍ကျွန်ုပ်နယ်ပယ်အတွင်းဖြစ်ပွားသောလူသတ်မှုများကိုမူလမှုအဖြစ်စစ်ဆေးရ၏ရဲဘက်မှအမှုရဲပြုလုပ်တင်ပြရသောမူလမှုများကိုကျွန်ုပ်ကအောက်ရုံးတရားသူကြီးအဖြစ်စစ်ဆေးရ၍အကယ်၍တတိကံအထောက်ထားအားရုပ်တည်ရှိ၍ခိုင်လုံလို့တည်ဟုယူဆကဆက်ရှင်ရုံးသို့တင်ပို့ရ၏သို့သောတရားလိုအစိုးရဘက်မှတတိကံချက်များမလုံလောက်ခဲ့သော၎င်းရုပ်တည်ရုပ်တာမရှိခဲ့သော၎င်းအချိတ်ဆက်မညီမညွတ်ပဲရင်းရိုင်ပြပြခဲ့သော၎င်းကျွန်တော်သဘောတိုင်းလွတ်ပြစ်နိုင်လေသည်သို့သောကျွန်တော်ရုံးမှလွတ်ပြစ်ခဲ့သောတတိမလုံလောက်သဖြင့်လွတ်ပြစ်ရသောတရားရှင်လွတ်ချင်းများသာဖြစ်၍အကယ်၍ရဲဘက်ကနောက်ထပ်မှတတိကံချက်များရရှိခဲ့သောထပ်မံအမှုဖွင့်နိုင်လေသည်ဆက်ရှင်ရုံးသို့ရောက်၍တရားသည်လွတ်ပြီးသောအခါမှသာအမှုကိုရဲဘက်ကထပ်မံမဖွင့်နိုင်တော့ဘဲတခါတည်းပြရလေသည်ကျွန်ုပ်မှာတရားသူကြီးတယောက်ဖြစ်သည့်အတွက်နေ့စဉ်နဲ့အမျှအမှုကြီးအမှုငယ်တို့ကိုစစ်ဆေးလျက်အပြစ်ပေးတံလျင်ပေးလွတ်တံလျင်လွတ်ပြုလို့ရတော့လဲမိသူအားမုန်းတီး၍အပြစ်ပေးလိုက်သည်ဟု၍၎င်းမိသူအားတနာသဖြင့်လွတ်ပြစ်လိုက်သည်ဟု၍၎င်းမရှိကြရတနာ၃ပါးမိဘဆရာသမားစသည့်အနန္တ၅ပါးကိုကမ်းရှမ်းယူသည်လေးစားခြင်းဂတိ၄ပါးမလိုက်စားခြင်းဖြောင့်မတ်တည်ကြည်ခြင်းစသောဂုဏ်ကျေးဇူးတို့ကြောင့်ကျွန်ုပ်မှာစည်ရည်ကြီးဘဝမှာမြို့ရာထုကိုရပြီးတောင်9နှစ်ကြာတွင်ဝင်တောင်းဖြစ်၍လာခဲ့လေသည်တနေ့တွင်ကျွန်ုပ်ရုံးသို့လူသက်မှုတစ်ခုရောက်ရှိလာရာတက်တီဟုဆွဆွဲခြင်းခံရသောတရားခံမှာမုံမုံရီရှိ၍ရုပ်ရည်တမ်းပြန်သောအသက်40ခန့်ရှိလူတစ်ယောက်ဖြစ်လေသည်အမှုမှာသူ၏ရောက်ဖမိမ၏မောင်ဝမ်းဝဲကိုတတော်မှုဖြစ်လေသည်အမှုတွင်မျက်မြင်သက်သေဟု၍တယောက်သာရှိ၏ထိုသက်သေမှလည်းအခြားသူမဟုတ်သူ၏ဇနီးပင်ဖြစ်လေသည်အခြားသက်သေတယောက်မှအခင်းဖြစ်ပွားပြီးစားတွင်ရောက်လာသောအသက်12နှစ်အရွယ်ရှိမိန်းကလေးတယောက်ဖြစ်၏သို့ဖြစ်၍ရင်းမှုကိုစီရင်ရမှာထိုသက်သေများ၏ထွက်ချက်တရားခံထွက်ချက်ပဝန်းကျင်ဖြစ်ပျက်မှုအခြေအနေများကိုပေါင်းစပ်ကာကျွန်ုပ်ကိုယ်တိုင်ယုံမယုံဟုသောပြဿနာပေါ်တွင်တည်ရှိလေသည်ပထမဦးစွာမူလိုက်ရဲရာရှိကိုစစ်ဆေးပြီးနောက်မျက်မြင်သက်သေဖြစ်သောတရားခံ၏ဇနီးကိုစစ်ရ၏ပြီးသောအခါထမင်းချက်မိန်းကလေးကိုစစ်၏ထို့နောက်ဆရာဝန်ကိုစစ်၏နောက်ဆုံးတွင်တရားခံအားစစ်ရန်လှည့်ရောက်သောအခါတရားခံကမိမိအမှုမှာရှုပ်ထွေးနက်နဲသောအချက်လက်များပါရှိသဖြင့်တကြောင်အမှုနှင့်ပတ်သက်၍ဖြစ်ပွားရပုံများမှာလည်းအတော်ပင်ရှင်းလျားသဖြင့်တကြောင်မိမိဘက်မှတင်ပြသည့်တသက်များမှာလည်းလူသက်သက်မဟုတ်ဘဲ
အသက်မရှိသောအယုတ်ကြီးတရုပ်ဖြစ်သည်ဖြင့်တကြောင်ဖြစ်သည်ဖြင့်နှုတ်ဖြင့်အစစ်မခံပဲစာဖြင့်ရေး၍အစစ်ခံရန်ခွင့်တောင်းသည်ဖြင့်ကျွန်ုပ်လည်းဥပဒေရှိသည့်အတိုင်းခွင့်ပြုလိုက်ပြီးလျင်ရချင်းပေးလိုက်လေသည်ရချင်းစေသောနေ့တွင်တရားခံသည်ရှောင်းစာဆက်ကိုနှင့်ဆယ်မျက်နှာခန့်ရှိသောအစစ်ခံချက်များကိုတင်ပြ၍၎င်းနှင့်အတူနှစ်ပေခွဲခန့်ရှိသောတစ်နက်သားတစ်မျိုးဖြင့်ထုလုပ်ထားသည့်အယုတ်ကြီးတရုပ်ကိုတင်ပြလေသည်ရင်းကဲ့သို့ထူးထူးခြားခြားတင်ပြသောသက်သေခံချက်များကိုတစ်ကြိမ်မျှကျွန်ုပ်တွေ့ဘူးခြင်းအောက်တွင်ကျွန်ုပ်ရေးသားဖော်ပြအပ်သောစာများမှာကျွန်ုပ်မှတ်မိသလောက်တရားခံတင်ပြသောအစစ်ခံချက်များဖြစ်၍ကျွန်ုပ်ကိုယ်တိုင်အစဆုံး3-4ခေါက်မျှဖတ်မိလေသည်ဤကဲ့သို့စိတ်ဝင်စားသဖြင့်လည်းယခုတိုင်ကျွန်ုပ်မှတ်သားမိခြင်းဖြစ်ရာကျွန်ုပ်၏တင်ပြချက်မှာထိုအခါကတရားခံရေးသားတင်ပြချက်နှင့်ထပ်တူထက်မြပင်မဟုတ်စေကမူတနိုင်သမျှအနိကဆုံးဖြစ်၍အတိပ္ပယ်သဘောတက်ရောက်မှုမှာလည်းထပ်တူထက်မြတိကျမှန်ကန်ပါကြောင်းတရားခံအစစ်ခံချက်မောင်အောင်ပန်းအသက်42နှစ်မြန်မာရခိုင်ဗုဒ္ဓဘာသာကျွန်တော်သည်ကုန်တယ်ပွဲစားအလုပ်ကိုလုပ်ကံ၍လွန်ခဲ့သော9နှစ်ခန့်ကမောင်ဝါနုဆိုသူနှင့်အိမ်အောင်ကြခဲ့ပါသည်လူကြီးချင်းစိတ်ဆက်ထိမ်းများအကြောင်းပါခဲ့ရတော့လဲကျွန်တော်တို့ချင်းမှာအလွန်ချစ်ခင်သိမြတ်ပါသည်ထိုအခါကကျွန်တော်အသက်မှာ34နှစ်မောင်ဝါနုအသက်မှာ22နှစ်ဖြစ်ပါသည်မောင်ဝါနုမှာအချက်ပြုတ်နိုင်၎င်းအိမ်တော်သိန်းစီရေးနိုင်၎င်းလင်သားပေါ်ပြုစုရနိုင်၎င်းအလွန်တော်၍ကျင်းနှွမ်းတဲ့တိမ်ပွဲဖြစ်ပါသည်အထူးသဖြင့်အိမ်ရှိအိမ်ကန်းကိုအလှပပြင်ဆင်ခြင်းအိမ်ရှိမျက်နှာစာကိုပြုပြင်ခြင်းတို့တွင်များစွာဝါသနာပါသည်ကျွန်တော်အိမ်ခန်းမှာအတော်ပင်ကျဲ၍အိမ်ကန်းလယ်၌စပွဲနှင့်ကလထိုင်ကုန်းကိုချထားသည့်အပြင်အခန်းတော်များတွင်ရုံလုံးတစ်ခုခုသော၎င်းအလားဆိုင်ပြိုးထားသောပန်းဝတ်သော၎င်းထားရှိပါသည်ကောင်းရင်ကန်တွင်အယုံများထည့်သောမှန်ပီရိုတစ်လုံးရှိရာအထက်တွင်တစ်သားရုပ်ကျွေရုပ်ကြေးရုပ်တန်ရုပ်ရှုံစည်းရုပ်မှမကြံစုံစောင်းထည့်သွင်းထားသဖြင့်အလွန်မင်းကလေးဆန်ကြောင်းဖြင့်တခါတည်းရန်ကျွန်တော်ကပြောပြပါသည်မောင်ဝါနုသည်ငယ်စဉ်ကကစားခဲ့သောအိုးကလေးခွက်ကလေးရမင်းရုပ်နှင့်အခြားကလေးကစားစရာများပါတယူတသေးသိသိထားသဖြင့်ကျွန်တော်ကဤကဲ့သို့ပြောခြင်းဖြစ်ပါသည်အေကန်းရှိအလှထားသောအယုံများကျွေးနှင့်ကြည်ပန်းဦးများပန်းများကိုလည်းမကြာခဏပြောင်းလဲပြင်ဆင်လေရှိရာကျွန်တော်ကလည်းသူ့ဝါသနာကိုတစုံတရာတားမြစ်ခြင်းမပြုဘဲလိုက်ရောပါသည်ဝါသနာဆိုသည်မှာစွန့်ပြစ်ရန်ခဲရင်ကြောင်းကျွန်တော်သိပါသည်တို့ဖြစ်၍ကျွန်တော်တို့နေထိုင်သည့်အိမ်ကလေးမှာတောရွာနှင့်မလိုက်အောင်အစဉ်ပြင်လှပ၍ကျွန်တော်တို့အိမ်တော်ရေးမှာလည်းအလွန်ပင်ပြည့်ပြည့်သားရခဲ့ပါသည်တနေ့သောတနင်္ဂနွေနေ့တွင်ကျွန်တော်တို့သည်ရမ်းပြဲကန့်ကြီးစကုကျွန်းဆန်လက်မော်ရွာသို့အိမ်နီးချင်းမိမဖော်များနှင့်တကွာပျော်ပွဲစားထွက်ကြပါသည်ကမ်းခြေမှာအလွန်သာယာ၍တခါတရံကမ်းခြေသေးပင်များ၌ထူးဆန်းသောငါးသည်များအယိုးစုများပင်လယ်လိုက်ဖို့သဖြင့်မျောပါလာပြီးလျင်ဒီရတဲ့ကြ၌တင်၍ကြံရိတ်ခဲ့သောတကိုင်းကြောင်များတုံးလိုတုံးစာများမှစ၍ဒိုင်သရောများကိုအများပြားတွေ့ရတတ်ပါသည်ထိုနေ့မှာနနက်ခင်းတွင်လေးထန်သဖြင့်ပင်လယ်လိုင်းများပို၍ကြီးပြီးလျင်ထိုနေ့မျိုး၌ဒိုင်သရောများလည်းအချို့မြင်နေသောနေရာတွင်စုပုံကြံရိတ်ခဲ့တတ်ပါသည်ဒီငိမ်သက်သာသွားသည့်နှင့်တပြိုင်နက်ကျွန်တော်တို့နနက်စာစားပြီးနောက်နေ့လေလက်ဖက်ရည်တောက်ရန်လက်ဖက်ရည်နှင့်မုန်းချိုင်များကိုယူပြီးလျင်ရေမျောကန်းတင်ပစ္စည်းများဒိုင်သရောများကိုအပျော်ရှာဖွေကောက်ယူရန်သွားကြပါသည်ကျွန်တော်တို့ထင်သည့်အတိုင်းမင်းနေရာဂျိုင်ဝမ်ဒေတာတဲမီတောင်ကုန်းများပေါ်တွင်ပင်လယ်လိုက်ဖို့သဖြင့်တင်၍ကြံရင်သောတစ်တို့တစ္ဆာများအမိုက်တရိုက်များငါးသေးများငါးယိုးများကနုကမာကုန်းဂုံးခုံများကိုရှာဖွေကြရာအတော်များပင်တွေ့၍မိမိကြိုက်နေသက်ရာအလူရက်ကောက်ယူကြပါသည်ကျွန်တော်၏ဇနီးမှာပင်လယ်ခယူကြီးကောင်များရှာဖွေကောက်ယူတည်းရှိစဉ်ကျွန်တော်သည်သူတို့ရှာဖွေနေသောနေရာနှင့်ခလလန်ပင်လယ်ရေစက်နှင့်မနီမဝေးကြံဝမ်းတစ်ခုတွင်အမြင့်နှစ်ပေခွဲလုံးပတ်၄ထွာဆိုင်ခန့်ရှိသောအယုတ်တရုတ်နှင့်ခက်ဆင်စင်တို့သည်တစ်တုံးလိုတစ်ခုကိုတွေ့ရပါသည်အနီးသို့ကပ်၍ကြည့်ရှုရာအကြံပြင်းထုလုပ်ထားသဟန်သူသောလူရုပ်လိုမြောက်ရုပ်လိုရုပ်လုံးတစ်ခုကိုတွေ့ရသဖြင့်၎င်းတို့ညှိတွယ်နေသောအမိုက်တရိုင်များနွယ်ပင်များကိုဖယ်ရှားပြီးလျင်ရှင်းလင်းသောတဲတောင်မြင်တစ်ခုသို့ဆွဲယူခဲ့ပါသည်ရုံလုံး၏အသားမှာရင်းတိုက်နှစ်သားလည်းမဟုတ်ရခိုင်ပြည်နှင့်ရိုးမတောင်ပေါ်တွင်ပေါက်လေးရှိသောရေအုံးသားလည်းမဟုတ်ကျွန်တော်စိတ်ထင်အားဖြင့်ရခိုင်များကစေဟုံးဟုခေါ်သောအသားမျိုးဟုထင်ပါသည်ကျွန်တော်ထင်သည့်အတိုင်းလည်းမှန်ကန်ကြောင်းနောင်ခါတွေ့ရှိပါသည်တစ်သားမှာညိုပုတ်ပုတ်အယောင်ရှိမျက်နှာပုံတံမှာကလားဖိုးအိုကြီးတယောက်နှင့်၎င်းမြောင်းဝန်တစ်ကောင်နှင့်၎င်းတူပါသည်ဦးကောင်းထိတ်မှာအပေါ်သို့ခက်ချွန်းချွန်းတက်လျင်
မျက်နှာနေရာတွင်မူအမိုက်တရိုက်များသစ္စာတနာများယဉ်ညီများရှိနေပါသည်မိတို့ပင်ဖြစ်စေတကိုင်းတစ်ခုမဟုတ်ဘဲလူတို့၏လက်ဖြင့်ထုလုပ်ထားသောရုပ်လုံးတစ်ခုဖြစ်ကြောင်းကထင်ရှားပါသည်ကျွန်တော်မှာနုပညာကိုဝါသနာပါသောဇနီးသည်၏စိတ်ဓာတ်များကူးဝင်နေပြီးဖြစ်သဖြင့်ထိုရုပ်ကိုစေးကြောတုတ်တင်အယောင်နေပြီးနောက်တနေရာ၌ထားမည်ဟုစိတ်ကူးကတသားစာများနှင့်အမိုက်တရိုက်များကိုတတ်နိုင်သမျှတုတ်တင်ဖယ်ရှား၍ဇနီးသည်ရှိရာသို့ထမ်းယူခဲ့ပါသည်ကျွန်တော်၏ဇနီးသည်ရုပ်ကိုကြည့်ပြီးလျင်ဟဟပပရင်မောလျက်ကားကိုယူကြည့်နေတူပါတယ်မောင်ရဲ့ဘာလို့ဖို့လဲဘာယူပဲဖြစ်ဖြစ်အဆန်းပေါ်မောက်ပါနုရဲ့မောင်အိမ်ယူလာမလို့လားယူမယ်လေစက်တင်မရှိပါဘူးမောင်ရဲ့အယုတ်ကြီးကလှလှပပလည်းမဟုတ်ဘူးအယုတ်ကစိုးစနဲ့ကောင်းပါလေမောင်ဝါနုရဲ့အိမ်ကြတော့တတ်တတ်ရဲ့ဖြစ်အောင်လုပ်ပေးမယ်ဘယ်ကမျောလာသလဲမသိဘူးနော်မောင်လေကြီးဖြစ်ဖြစ်တင်မောဖြစ်ဖြစ်ပြက်လို့အဲ့ဒီကအယုတ်ဖြစ်မှာပေါ့လေဦးမှာတက်ထားတဲ့အယုတ်မျိုးလည်းဖြစ်နိုင်တယ်ဟုတ်ချင်ဟုတ်မှာပဲတချို့ပင်လယ်ကူးလေကြီးတွေမှာအယုတ်တက်ထားတာမြင်မှုတယ်သို့နဲ့ကျွန်တော်ဒီမောင်ဝါနုကများစွာသဘောမကျတော့လေအယုတ်ကိုအိမ်သို့ရောက်အောင်ခဲရင်စွာယူခဲ့ပါသည်နောက်တစ်နေ့၌ကျွန်တော်ဒီအလုံးမပြန်လာရင်ပြန်လာခြင်းအယုတ်ကြီးကိုပြုတ်ပြင်ပါတော့သည်မျက်နှာတွင်ဖုံးနေသောရှုံစည်းများကျင်းညော်များကိုအလွန်သိငယ်သောလက်သေးဆောင်ကလေးဖြင့်မူလမျက်နှာပြင်ကိုမထိခိုက်စေဘဲချိ၍ပြပါသည်ထို့နောက်ကိုပန်းနုကလေးဖြင့်စားပါသည်ကိုကြီးအောက်ပိုင်းကိုလည်းအီနီတိုင်းအချင်းကုန်ခံ၍လုပ်ပါသည်သုံးရက်မြလုံမိသောအခါအတော်ပင်ရုပ်လုံးပေါ်လာပါသည်မျက်နှာတွင်ချိုင်ဝင်နေသောပါးများမေးရိုးထက်တွင်မိုးမောင်နေသောအဖူကြီးများထောင်ရွေးထနေသောနှစ်ဖူးနှင့်နှထင်ကြောကြီးများခါဟောက်ရှိနေသောမျက်လုံးအိမ်များပေါ်လာပါသည်တင်းငယ်သောမျက်လုံးနှင့်ခြုံထက်နေသောနှာရံမှလည်းမျက်နှာပေါက်ကိုပို၍ဆိုးစေတဲ့ကဲ့သို့ရှိနေပါသည်နောက်ဆုံး၌ကျွန်တော်သည်သစ်စေးနှငယ်ကိုအောက်ခံစေအဖြစ်တုပ်ပေးပြီးလျှင်အပေါ်မှဗာနစ်ကိုအယောင်တင်စီကိုတုပ်ပေးပါသည်ရုပ်လုံးကြီးမှာအယောင်ထွက်လာလျက်အတော်ပင်ကြည့်ပျော်ရှိပျော်ဖြစ်လာပါသည်မျက်လုံးနှင့်အတွင်းမျက်စံများကိုလည်းစိတ်နှက်ထဲတွင်အဖြူစက်ကလေးဖြင့်ချေမုံပေးရာမျက်နှာအနေထားပင်ပေါ်လွင်လာပါတော့သည်ထို့နောက်ကျွန်တော်သည်တပိတသာခန့်မြင်သောအောက်ခံခုံတစ်ခုကိုကျုံသားဖြင့်ပြုလုပ်ပြီးလျှင်ရုပ်လုံးကြီးကိုတင်ထားလိုက်ပါသည်မောင်ကလည်းသူ့ယုံကြီးကလှလုံးလို့ကျမဖြင့်သူ့မျက်နှာကြီးကြည့်ရတာကြောက်တောင်ကြောက်သေးတယ်ဟူမောင်ဝါနုကမကြာခဏပြောလေရှိပါသည်ပထမအဝေချမ်းဖြင့်၎င်းထို့နောက်ဂုံးမှန်များဘိုးရဲစုံများဖြင့်၎င်းပုတ်တိုက်ပေးသောအခါအယောင်တလက်လက်ထွက်လာလျက်မျက်နှာထားပုံမှာလည်းရခင်ကားတဲ့အသက်ဝင်လာပါသည်မျက်နှာကိုအသေးချာကြည့်သောအခါအရင်များတွန့်နေနေသောမျက်ဟုတ်ကြီးတစ်ကောင်သည်တွားများကိုဖြဲကာကျွန်တော်၏မျက်လုံးများကိုစူးစိုက်ကြည့်နေတဲ့ကဲ့သို့ထင်မိပါသည်တို့နှင့်အယုတ်ကြီးကိုအလင်းရောင်များစွာမရှိလာသောဒေါင်းတော်တွင်နေရာချထားပေးလိုက်ပါသည်မောဝါနုမှာအေကန်တွင်၌အယုတ်ကြီးထားသည်ကိုပင်မကျေနပ်ပဲတပြည့်တောက်ပြောနေပါသည်အယုတ်ကြီးမျက်နှာချင်းဆိုင်ဘက်တွင်ပေါ်ပါသောတစ်သားဖြူဖြင့်ပြုတ်ပြီးသောဗျာရုပ်တရုပ်ရှိအောက်ခံကုန်းမှာငွေကုတ်ထားသောကြာဘူးလေးပွင့်တရံရေအုံသားဖြင့်ပြုလုပ်ထားသောခုံတစ်ခုံဖြစ်လေသည်ဗျာရုပ်မှာကမ်းပင်များကြား၌ခြေတစ်ဖက်လမ်း၍ထွက်လာဟန်ဖြစ်ပြီးလျင်လုံစွာလှပစွာခြေပြောင်းထားလေသည်ပခုတ်ကူမျိုးရှိမိတ်ဆွေတို့ကမောင်ဝါနုအားလက်ဆောင်ပေးသောအယုတ်ဖြစ်သဖြင့်ကျွန်တော်၏ဇနီးကိုယ်တိုင်အရေးတကြီးကြည့်နေသောအယုတ်ဖြစ်လေသည်တနေ့သောနနက်ခင်း၌မောင်ဝါနုသည်ဗျမ်းရုပ်ကိုဖုံများတုပ်ပြီးနောက်အခြားခေါင်းရင်းဘက်တောင်းသို့ပြောင်းရွှေ့ရန်အောက်ခြေကိုချွတ်၍မားယူလာ၏ခေါင်းရင်းဘက်သို့လာစဉ်လမ်း၌ကလတိုင်တစ်ခုစီး၍နေသဖြင့်ထရံဘက်သို့ခက်ကက်ကက်လာခဲ့ရာကျွန်တော်ယူခဲ့သောကလားဖူးကြီးရုပ်ရှိသို့ရောက်သောအခါမောင်ဝါနု၏လက်ဝဲဘက်ခုံနောက်ခမ်းမိထား၍ယူလာသောဗျမ်း၏လေတံသည်အဖိုးကြီးလက်ဝဲဘက်လက်နှင့်ညီပြီးနောက်အယုတ်သည်မောင်ဝါနုလက်မှလွတ်ကြကလေတံရောခြေထောက်ပါကျိုး၍သွားလေသည်ဝုန်းမနဲ့တန်ကြရသဖြင့်ကျွန်တော်သည်အလုတ်ခမ်းမှအေကန်းဘက်သို့ကူးလာခဲ့ရာမောင်ဝါနုမှာသူမြေတနိုးထားသောဗျမ်းရုပ်ကလေးကျိုးသွားသည်ကိုယူကျုံမရဖြစ်ကတသားစာများကိုကျမ်းပေါ်မှကောက်ယူလျက်ရှိသည်ကိုတွေ့ရလေ၏သူပြောပုံမှာဗျမ်းရုပ်ကိုပကုံးနှင့်မှေး၍ယူလာစဉ်ကလာဖိုးကြီးလက်ကဗျမ်း၏လေပင်ကိုလှမ်းဆွဲလိုက်တဲ့ကဲ့သို့ထင်ရကြောင်းဖြင့်ကျွန်တော်အားပြောပြလေသည်ကျွန်တော်ကမဟုတ်နိုင်တာပဲနှုတ်ရဲ့အယုံကဘယ်နဲ့လုပ်ပြီးလှမ်းဆွဲနိုင်မှာလဲကျမယူလာတာအယုံနဲ့လွတ်ပါတယ်မောင်ရဲ့ကျမစိတ်ထဲမှာဒီယုံကြီးမကြည့်ချင်ဘူးမောင်မျက်နှာကြည့်ရတာလူကိုချောက်ပြသလိုပဲနှုတ်တော့ကြည်ရင်နဲ့ကြောက်လာတယ်
နူကလည်းကွယ်ခလေးမဟုတ်တငယ်မဟုတ်စိတ်ချင်တာတွေရှောင်မပြောစမ်းပါနဲ့စိတ်ချင်တာမဟုတ်ပါဘူးမောင်ရှီနာနည်းနည်းလွန်မှလှမ်းဆွဲသလိုတင်းငနိုင်ဖြစ်သွားတယ်ဒါကဗျိုင်းလေပင်နဲ့တွားညီတို့ဖြစ်မှာပေါ့နူရဲ့ဟင်းဘာပဲဖြစ်ဖြစ်နူတော့ဒီရုပ်ကြီးကိုအိမ်ထဲမှာတော့မထားချင်တော့ဘူးပြီးတော့ဖုန်းလေးပါတွေနူမတုတ်ဘူးနော်နူမတုတ်ချင်ရင်မီးအတုတ်ခိုင်းမနူရဲ့မီးကလည်းမတုတ်ချင်ဘူးသူလည်းကြောက်တယ်တဲ့ဒါဖြင့်မောင်ရုပ်ကြီးကိုတိမ်လုံးကြောက်နေကြတာပေါ့ဟုတ်တယ်မောင်ရုပ်ကြီးမျက်နှာကိုအနီးသို့ကပ်၍ကြည့်မိသောအခါအဖိုးကြီးသည်ကျွန်တော်အားပြောင်ဖြည်းဖြည်းပြုံးစီစီကြည့်နေကဲ့သို့ထင်ရ၏ထို့နောက်ကျွန်တော်သည်မောင်ဝါနုအားယခုကဲ့သို့မပြောပါတော့သည့်မတော်တဆဖြစ်ပွားမှုကလေးကိုအယူမသေးသည့်ကြောင့်နှင့်ချုံးမော့ပြောဆိုကသုံးပိုင်းပြည့်လျက်ရှိသောဗျိုင်းရုပ်ကလေးကိုကျွန်တော်ကိုယ်တိုင်တက်နိုင်သမျှနေသားကြဖြစ်အောင်ပြန်၍ဆက်ပေးလိုက်ပါသည်ကျွန်တော်ဤကလာဖူးကြီးရုပ်ကိုလည်းကြောင်ကြသောနေရာတစ်ခုသို့ရွှေ့ပြောင်းထားလိုက်ပါသည်နက်နက်လင်းလင်းကျွန်တော်ဤဇနီးသည်ဖျားစဉ်ရှိညောင်ရီဦးများနှင့်တကွာအိမ်ဝယ်နာရှိပန်းအိုးများအေကန်းတွင်အလှဆင်ထားသည့်ပစ္စည်းများကိုလိုက်လံကြည့်ရှုလျက်တခါတည်းရန်အစီကံမင်္ဂလေးမီရေးကိုမခိုင်းပဲသူကိုယ်တိုင်ဖုံများတုပ်လိရှိပါသည်ကျွန်တော်၏အယုတ်ကြီးကိုမူမတုပ်ပဲချန်ထားလိရှိပါသည်တမင်းချက်ရန်နှင့်အိမ်ဝေယဝဆလုံရန်ငှားထားသောမီရေးကလည်းကြောက်ရွံ့သည်ဆိုကာအယုတ်ကြီးအနီးသို့ပင်မကပ်ပါကျွန်တော်တယောက်တည်းသာအားလက်သည့်အခါများ၌တုတ်တင်ပုတ်တိုက်ရပါသည်နောက်တနေ့ကျွန်တော်လုံးမပြန်လာသောအခါရုပ်ကြီးရှိတွင်ကံကိုင်တစ်လုံးရောက်နေသည်ကိုတွေ့ရသဖြင့်မောင်ဝါနုဟာအီနီယာသို့ကလထိုင်မိသည့်အတွက်ချက်ရောက်နေကြောင်းမေးမြန်းရာထိုနေ့နက်နက်10 နာရီလောက်ကသူရေချိုးကန်းသို့အလာ၌ရုပ်ကြီးရှိမှဖြတ်သွားစဉ်ပကုံးပေါ်၌တင်လာသောမျက်နှာတုပ်ပွားသည်ရုပ်ကြီးလက်နှင့်ညှိ၍ကျန်းရိပ်ခဲ့သောကြောင့်နောင်ဤရှိမှဖြတ်မသွားနိုင်စေရန်ကလထိုင်ကိုချထားကြောင်းပြောပြသေးသည်သူစိတ်ထဲတွင်မျက်နှာတုပ်ပွားကိုနောက်မှဖြတ်ခနဲဆွဲယူလိုက်တဲ့ကဲ့သို့ထင်ရကြောင်းဖြင့်ပြောပါသေးသည်ကျွန်တော်၏ဇနီးမှာအလွန်ဆွဲလန်းကြီးနေဟန်တူပါသည်သို့သောကျွန်တော်ကမူအနည်းငယ်မျှမယုံကြည်ပါနောက်တစ်ပတ်ခန့်မျှကြာလက်သောကျွန်တော်တို့နှစ်ယောက်စလုံးပင်အယုံကြည်ကြောင်းကိုမေးလျော့နေပါသည်ထိုနေ့မှာကျွန်တော်အလုပ်ကိစ္စမရှိသောနေ့ဖြစ်သဖြင့်နနက်7 နာရီလောက်တွင်မောင်ဝါနုနှင့်အတူထမင်းစားနေကြပါသည်မိရေးမှာမိဖို့ကြောင့်တွင်အလုပ်များလျက်ရှိနေပါသည်ထမင်းစား၍မပြီးမီအေကန်းဘက်မှတချီချီမီနေသောအတန်နှင့်အတူငှက်တကောင်၏တောင်ပန်ရိုက်ခတ်တန်ကဲ့သို့တပြက်ပြက်မြည်သောအတန်များကိုကြားရပါသည်အေကန်းမှာထမင်းစားကန်းနှင့်ကက်လျက်ရှိသဖြင့်ကျွန်တော်တို့နှစ်ယောက်စလုံးပင်အေကန်းဘက်သို့အပြေးလွှားလာခဲ့ကြရာပွင့်နေသောပရင်းမောက်တစ်ပေါက်မှာလမ်းမောင်းဝင်လာဟန်တူသောစာကလေးတစ်ကောင်သည်အေကန်းထဲတွင်ဒလက်ချမ်းပြန်တန်းနေသည်ကိုတွေ့ရပါသည်ထိုပရင်းပေါက်မှာပြန်ထွက်ရန်ကျွန်တော်တို့ကလည်းအခြားဘက်မှကာစီး၍ခြောက်တော်လေစာကလေးသည်ပိုးရွေးကြောက်လန့်ကအခန်းနိုင်ရန်ကို၎င်းအခန်းတွင်းရှိအိမ်တော်ပရိဘောဂများကို၎င်းအလှပစင်ထားသောရုပ်များနှင့်ပန်းအိုးများကို၎င်းအတင်းဝင်၍တိုးတိုက်နေပါတော့သည်နောက်ဆုံးမောင်ဝါနုကလက်သို့ပေါ်အဖြစ်ဗရင်းမောက်စီသို့ရောက်အောင်ခြောက်လိုက်သည်တွင်စာကလေးသည်အယုတ်ကြီးရှိသောအခန်းတော်စီသို့လှင်မြန်သောအဟုန်ဖြင့်ပြန်သွားပြီးနောက်အယုတ်ကြီး၏လက်ရပက်လက်ခြုံတတ်သောလက်ညှိုး၌တစို့ထိုးတကဲ့သို့ဆက်၍နေပါတော့သည်တလက်မခန့်သာအဝမ်းရှိသောလက်ကြားထဲသို့ဤကဲ့သို့ရောက်သွားပြီလျှင်လက်မဖြင့်ညက်ကမလုံးမရှက်ရှိနေသည့်အဖြစ်ကိုကျွန်တော်ပင်အံ့ဩမိပါတော့သည်စာကလေးကိုနှင့်တောင်ပန်များကြားမှသွေးများစီးကြလာရာကျွန်တော်တို့မှာအလုံးမဲစိတ်မကောင်းဖြစ်ကြရပါသည်ကျွန်တော်သည်ခဲရင်စွာစာကလေးကိုအယုတ်ကြီးလက်မှဆွဲယူလိုက်ရပါသည်ကျွန်တော်၏လက်ထဲတွင်တဖြည်းဖြည်းဖြစ်ကာကျမ်းပေါ်သို့ကျပြီးနောက်ငြိမ်သက်သွားပါတော့သည်လက်ချောင်းသည်ရင်ဘတ်တွင်းသို့လက်မဝက်ခန့်ဆူးနစ်သွားပြီးလျှင်တောင်ပန်များလည်းကျိုးသွားပါသည်ဤများလောက်ခဲခဲရင်ရင်ဖြစ်ရသည်ကိုကျွန်တော်ကိုယ်တိုင်အံ့ဩ၍နေမိပါသည်မဝါနုမှာမူအလွန်ကြောက်ရွံ့ကမျက်လုံးပြူမျက်စံပြူဖြစ်၍နေပါတော့သည်အယုတ်ကြီးသည်မင်္ဂလာရှိသောအယုတ်မဟုတ်သဖြင့်ကောင်းကျိုးချမ်းသာမပေးသည့်အပြင်ဘေးဒုက္ခမျိုးမျိုးဖြင့်တွေ့ကြုံရကြောင်းပြောပါသည်ကျွန်တော်ကမတော်ဆဖြစ်ပွားခြင်းများသာဖြစ်ကြောင်းခုခံပြောဆိုရတော့လေဤဒီချိန်၌ကျွန်တော်၏စိတ်ထဲ၌ပင်တန်တရားမကင်းတဲ့ကဲ့သို့ဖြစ်လာပါသည်သို့သောတာမန်တသားရုပ်တရုပ်ကဤကဲ့သို့ပြုလုပ်နိုင်ပါမည်လို့ဟုစဉ်းစားမိသောအခါကျွန်တော်ကိုယ်တိုင်ပင်ပြန်၍ရှက်မိတဲ့ကဲ့သို့ဖြစ်ပါတော့သည်အဖိုးကြီးလက်ရဘက်လက်မလက်ညှိုးမှာလ
လဝဲဘက်သို့ငေါထွက်ကချွန်တက်လျက်ရှိသဖြင့်အ ਨੇ ဆုံးဤချွန်တက်သောနေရာကိုဖျက်ပစ်ရန်အကြံပေးပါသည်ဤသို့ဖျက်ပစ်လိုက်လျင်အစွန်းထွက်ခြင်းရှိတော့မည်မဟုတ်သဖြင့်တစုံတရာနှင့်ညှိတွယ်ရန်အကြောင်းမရှိတော့ပါတို့ဖြစ်၍ကျွန်တော်၏ဇနီးသည်အကြံပေးချက်မှာအလွန်သိမြတ်လှပါသည်သို့သောဤများလောက်ရှားပါစွာကောက်ယူရရှိခဲ့သောပစ္စည်းဖြစ်သဖြင့်ကျွန်တော်မပြုလုပ်လိုပါမဝနုကမူယခုချက်ချင်းပင်ဖျက်ပစ်ရန်တိုက်တွန်းလျက်ရှိပါတော့သည်နောက်ဆုံးတွင်နားပူလာသဖြင့်ခြုံထွက်နေသောလက်ညှိုးကိုဖျက်ပစ်တော့မည်ဟုနောက်ဘေးကိုယ်တော်သို့သွား၍လွှတ်စင်းကိုယူလာခဲ့ပါသည်ကျွန်တော်သည်လွှတ်ကိုကန်၍ရုပ်ကြီးနီးသို့ချင်းကပ်သွားပါသည်ရုပ်ကြီးမျက်နှာကိုကြည့်မိသောအခါကျွန်တော်သည်ဖြက်ခနဲလန့်၍သွားမိပါသည်မျက်နှာမှာရခင်ကလူကိုစိုက်ကြည့်နေတဲ့ကဲ့သို့ပြောင်ဖြည်းဖြည်းပြုံးစည်းစည်းမျက်နှာမဟုတ်တော့ပဲမဲရွယ်ညှိုးငယ်စွာရှိနေလေသည်ဟုကျွန်တော်ထင်မိပါသည်အနည်းသို့ကပ်၍ကြည့်လေဝမ်းထဲကြေကွဲသည့်အမူအရာမျိုးမျက်နှာတွင်ပေါ်လာလေထင်ရပါသည်သို့နှင့်ကျွန်တော်လည်းမဝနုအားဖြောင်းပြကအကယ်၍ဖြစ်ပစ်လိုက်ကအယုတ်မှာရုပ်ပြက်ဆင်းပြက်ဖြစ်ကအချိုးအချိတ်တိတ်တော့မည်မဟုတ်ကြောင်းရှားပါသောအနုပညာရှေးအောင်လက်ရာတစ်ခုကိုဖျက်ဆီးပြရန်မတင်ကြောင်းသူအမျိုးနှိုးထားသောအယုတ်များနှင့်နှိုင်းစာကြည့်တင်ကြောင်းစသည်ဖြင့်ပြောရတော့၏ကျွန်တော်၏ဇနီးသည်မှာမူစိတ်မကြည်မချမ်းပင်ရှိနေသေး၏မဝနုသည်အခန်းထဲမှထွက်သွား၍ကျွန်တော်လည်းမရှိမနှောင်းပင်သူ့နောက်ကလိုက်သွား၏သို့သောတကားစီသို့ရောက်၍နောက်သို့ပြန်လဲကြည့်လိုက်သည်တွင်အယုတ်ကြီးသည်ကျွန်တော်အားမျက်လုံးတစ်ဖက်မိတ်ကပြုံး၍ပြလိုက်တဲ့ကဲ့သို့ထင်လိုက်ရ၏ဤသည်တို့မှာမဝနု၏အယူသိမ်းမှုကြောက်ရွံ့မှုတို့သည်ကျွန်တော်အားကူးဆက်လျက်ကျွန်တော်၏စိတ်များခြောက်ခြားလာသဖြင့်ဖြစ်ရခြင်းပေလောမပြောတတ်ပေကျွန်တော်တို့၏အိမ်တော်ရေးသည်ယခုအချိန်ထိအစဉ်ပြေ၍လာခဲ့ပါသည်ဤသို့ရှိနေရာမှာမောင်ဖားမြိုင်ဆိုသောသူငယ်တယောက်ရောက်လာပါသည်မောင်ဖားမြိုင်မှာမဝနုဘက်မှမောင်တဝမ်းဝဲတော်ဆက်သူဖြစ်၍မကြာမီကမှကြောက်ဖြူမျိုးကြီးတန်ယုံတို့စရေးကြီးပုံအဖြစ်ပြောင်းရွှေ့လာပါသည်ကျွန်တော်တို့ထံသို့လာရောက်နှုတ်ဆက်ကမဝနုကပင်အိမ်တွင်လူနေသဖြင့်တကြောင်ကျွန်တော်မှလည်းတောသို့မကြာခဏတက်၍စပားဝယ်ရသဖြင့်တကြောင်မောင်မမြိုင်မှလည်းဥယျာဉ်မရှိသေးသဖြင့်တကြောင်မိမိတို့အိမ်သို့လာရောက်နေထိုင်ကနှစ်ဦးနှစ်ဖက်အစဉ်ပြေရန်ရှိကြောင်းဖြင့်အကြံပေးရာကျွန်တော်ကပါသဘောတူလိုက်ပါသည်သို့နှင့်မောင်မမြိုင်သည်၄-၅ ရက်အတွင်း၌သူ၏ပစ္စည်းကလေးများကိုယူ၍ကျွန်တော်တို့အိမ်သို့ပြောင်းရွှေ့လာပါသည်လျင်မြန်ဖက်လက်၍ပေါ်ပါသောလူငယ်တစ်ယောက်ဖြစ်ပြီးလျင်ရုပ်ရည်လည်းသိကျင်သူတစ်ယောက်ဖြစ်ပါသည်ရခင်အခါများကကျွန်တော်သည်တောသို့2 ညအိတ်3 ညအိတ်များတက်သွားသောအခါမဝနုအားအိမ်တွင်စိတ်မချသဖြင့်တကြောင်သူကိုယ်တိုင်ကလည်းမနေရသဖြင့်တကြောင်သူ၏အကြီးအိမ်သို့ပို့၍ထားခဲ့ရပြီးလျင်ကျွန်တော်တော့ကပြန်လာသောအခါမှဝင်၍ခေါ်ခဲ့ရပါသည်ထမင်းချက်မီရေးမှလည်းမျက်မမြင်အမေအိုကြီးတစ်ယောက်သာရှိ၍အိမ်သို့လာ၍မအိမ်နိုင်ပါနနက်ဝေလီဝေလင်းတွင်ရောက်လာတတ်၍ညင်းမောင်လျင်သူ့အိမ်သို့ပြန်သွားပါသည်ယခုမူအိမ်သို့မောင်မမြန်ရောက်လာသဖြင့်အတော်ပင်အစဉ်ပြေ၍သွားပါတော့သည်တောသို့ကိုဝေရန်1 ရက် 2 ရက်မြတက်သွားသောအခါ၌သို့၎င်းရောက်ဝေးသို့3 ညအိမ်မြခီးသွားရသောအခါများ၌၎င်းအိမ်တွင်ပူပန်စရာမရှိတော့ပါမောင်မမြိုင်မှာနနက်9 နာရီအချိန်တွင်ရုံသွား၍ညနေ9 နာရီတွင်အချိန်မှန်ပြန်လေရှိပါသည်အလေဘက်အလွန်နေ၍အိမ်မှာသာစာဖတ်နေလေရှိပါသည်သူ့မကိုလွန်ခင်မင်ပြီးလျင်သူ့မကလည်းအိမ်၌အာကိုအားထားတရတိုးလာသည့်အနေဖြင့်အလုံးယူဆိုင်ပါသည်မဝနုအားမမဟုခေါ်၍ကျွန်တော်အားအကိုကြီးဟုခေါ်ပါသည်စိတ်သဘောထားရိုးပြောင်းသူတယောက်ဖြစ်ကြောင်းကိုလည်းတွေ့ရပါသည်သို့ဖြစ်၍ကျွန်တော်မှာအလုပ်ကိုရခင်ကားထက်ကျေပြန့်စွာလုပ်နိုင်ပြီးလျင်ခရီးသွားရ၌လည်းစိတ်အေးလက်အေးသွားနိုင်ပါတော့သည်အလုံးစုံခြုံ၍ပြောရမည်ဆိုသောမောင်မမြိုင်ရောက်လာသည့်အတွက်ကျွန်တော်တို့အိမ်တော်မှာရခင်ကားထက်တရားဆိုပြ၍လာပါတော့သည်သို့သောကျွန်တော်၏စိတ်နှောက်ယှက်တစ်ခုမှာမောင်မမြိုင်ကအယုတ်ကြီးကိုမလုံမုန်းတိကမျက်စောင်းတစ်ခဲခဲနှင့်ရှိနေခြင်းပင်ဖြစ်၏သူ့မကြီးရာကိုနှင့်ကအယုတ်ကြီးကိုမြင်သည့်အခါတိုင်းဖိဖွဲပင်လို့သွားတတ်သည်တခါတွင်မောင်မမြိုင်ကကျွန်တော်ဟာဒီကလားအဖို့ကြီးရုပ်ကိုဘာဖြစ်လို့အဲကမှလာထားတဲ့အကိုကြီးရဲ့အယုတ်ကအကြည့်တန်ပါတပည့်နဲ့မြင်လိုက်တိုင်းအော်လုံးလာကြကောင်းတာပဲအကြည့်တန်တာသာမောင်မမြိုင်ကမြင်တော့ဘူးကွာရှေ့ကရင်ကျင်းမှုလိုက်ရတခုဆိုတော့လေတတိယအောင်မှာပေါ့ဘယ်လိုရှင်းနေရလဲဗျပင်လင်ကန်းကြီးကအကိုကြီးတို့ကောက်ယူခဲ့တယ်လေပ
ပေးတယ်လိုင်းပို့လို့လာတင်နေတာမဟုတ်လားတို့မြန်မာနိုင်ငံကဖြစ်စီမဟုတ်ဘူးအကိုကြီးစိတ်ထင်တော့အိန္ဒိယပြည်ဘက်ကလားဒါမှမဟုတ်လေတင်းမောဖြစ်စေလှေကြီးဖြစ်စေပြက်လို့အဲ့ဒီကမျောလာတဲ့ရုပ်လားမသိရဘူးဘာပဲဖြစ်ဖြစ်ကြည်ရတာစက်တင်မရှိပါဘူးကိုကြီးရဲ့နုပညာဆိုတာလှတာချောတာဥမနုပညာရဲ့လို့ဘယ်ဟုတ်မလဲမောင်မမြိုင်ထူးဆန်းတာရှေးဆန်းတာတဘာကြောက်တာတွေဟာလေနုပညာပဲမဟုတ်လားကွာဟုတ်တော့ဟုတ်ပါတယ်တော့မဲ့အကိုကြီးတို့အိတ်တဲ့အခန်းထဲကကင်နီယာရုပ်လေးလို့မမသဘောကျတဲ့ငွေပြန်းဖြူရုပ်လေးလို့မှကျွန်တော်ကကြည့်ကျင်တယ်ပြီးတော့ဒီရုပ်ဟာလူရန်ကျုံကကိုယ်ွယ်တဲ့နတ်သို့မဟုတ်ဖျားရုပ်တူမျိုးလေးဖြစ်နိုင်နေကွအိန္ဒိယသမုဒ္ဒရာထဲမှာတော့ရှိနိုင်မှမထင်ပါဘူးကိုရဲ့ပစိဖိတ်သမုဒ္ဒရာတို့တောင်သမုဒ္ဒရာတို့ကလည်းမျောလာနိုင်တယ်မိတ်နဲ့တဝဲဘက်ကန်းကြီးမှာပေါက်တဲ့တစ်ပင်ကြီးတွေတော့ရည်စည်းကြောင်းနဲ့တခါလေးမျောပါပြီးရောက်လာတယ်လွန်ခဲ့တဲ့9နှစ်လောက်ကလည်းပစိဖိတ်သမုဒ္ဒရာမှာနေတတ်တဲ့ဝေလာငါးကြီးမျိုးတစ်ကောင်ရဲ့ခေါင်းမိုင်းကြီးဟာဝက်လံမော်ရွာမှာလှိုင်းပုတ်ပြီးကန့်ဝါလာတင်နေတာတွေ့ဖို့တယ်ကွအဲ့ဒီလိုလူရဲနဲ့ကိုးကွယ်တဲ့နိုင်ရုံများဖြစ်လျော်သလားကိုရဲ့ဖြစ်ကျင်လည်းဖြစ်နိုင်တာဗောကွယ်အင်မတန်အချိုးစားကြပြီလက်ရကလည်းတို့ဘက်မှာလက်ရတွေမတူဘူးကွာပြီးတော့ဒီအကြီးကချောင်းမြန်းချောက်သလားမပြောတတ်ဘူးမဟုတ်တာကွယ်ဘာဖြစ်လို့လဲမနေ့မနေ့ကခေါင်းရင်းဘက်မှာထားရတဲ့ပန်းဟိုးကလေးကိုအောက်ချပေးဖို့မမခိုင်းလို့ကျွန်တော်သွားတဲ့အခါသူ့ရှိရဖြတ်သွားရတယ်ကျွန်တော်လည်းသူ့မျက်နှာကြီးကြည့်ရတာကြောက်တာနဲ့မျက်နှာကိုခက်လွန်းလွန်းထားသွားပါတယ်ရှင်းနာတဲ့လုံမီရောကျွန်တော်ပခုံးကိုနောက်ကတုတ်လိုက်သလိုထင်းရတယ်ဖြတ်ကနေကျွန်တော်လှည့်ကြည့်တော့သူ့လက်တစ်ဖက်ကနောက်ကိုရုပ်လိုက်သလိုလှုပ်သွားတာမြင်လိုက်ရတယ်အကိုကြီးဟုတ်မယ်မထင်ပါဘူးကွယ်မင်းစိတ်ထင်လို့များပါဒီရတာပါဦးကျွန်တော်လဲစီဆိုပြီးဒီကောင်ကြီးငါကန်လိုက်ရဆိုပြီးဗစက်ကရွရင်ကစားပြီးခြေထောက်နဲ့ကန်လို့လှုပ်လိုက်မိတယ်အဲ့ဒီလိုလဲလှုပ်လိုက်ရောကျွန်တော်ညိုကြီးကိုလူတစ်ယောက်ကတကယ်ကန်လိုက်သလိုဖြတ်ကနေဖြစ်သွားတယ်တကယ်နာသွားပြီးလုံချီလန်ကြည့်တဲ့အခါအဲ့ဒီနေရာမှာအညိုမဲဆွဲနေပါရောလားကိုကြီးမယုံရင်ဒီမှာကြည့်လေမောင်ပါမြိုင်သည်သူ၏ခြေသလုံးကိုလှန်၍ကျွန်တော်အားပြသပါသည်အရာထင်တာတော့ဟုတ်ပါရဲ့နှုတ်ပေမဲ့အောက်ကခုံဆုံးနေများမင်းသွားပြီးကမ်းမိသလားမပြောတတ်ပဲမကမ်းမိပါဘူးကိုကြီးအောက်ခုံမှာရှေ့ကအဆုံးထွက်နေတာလည်းမရှိပါဘူးအဲ့ဒီအထဲမှာကျွန်တော်တော့အရင်ကတည်းကကြောက်လာတယ်တခြားနေရာမှာထားလိုက်ပါလားကိုကြီးအေးကွယ်ငါလေးစဉ်းစားပါဦးမယ်မင်းတို့မောင်နှမနှစ်ယောက်ကဒီလောက်ကြောက်နေငါတော့ရန်ကုန်ပြတဲ့လှူလိုက်ရင်အကောင်းဆုံးထင်တာပဲကောင်းတာပေါ့ကိုကြီးမင်းမင်းသာလှူလိုက်ပါကိုကြီးရသက်တစ်ပတ်များတဖြည်းဖြည်းကုန်လွန်လာခဲ့၏နေ့ရက်များကုန်လွန်သည်နှင့်အမျှမောင်ဝါနုနှင့်မောင်မမြိုင်တို့၏ရင်းနှီးမှုသည်လည်းတိုး၍လာခဲ့၏မောင်မမြိုင်ကကျွန်တော်၏ဇနီးအတွက်ပန်းများခုပေးခြင်းကျွန်တော်၏ဇနီးတဲ့ကလည်းမောင်မမြိုင်အတွက်အဝတ်စားများမိဘူးတိုက်ပေးခြင်းခောက်ပေးခြင်းများကိုပြုလုပ်၏လကထုတ်သည့်နေများ၌မောင်မမြိုင်သည်မောင်ဝါနုအတွက်အဝတ်စားအသစ်ဆန်းများကိုဝယ်၍လာတတ်၏အချိန်ကြာမြင့်လေလေသူတို့၏ရင်းနှီးမှုတိုးတက်လာလေလေဖြစ်တော်၏တနေ့သောညနေ၌ကျွန်တော်သည်အလုံးမခက်စောစောပြန်လာရာအိမ်မော်တွင်မြည်သူအတန်မှန်မကြားရသည်နှင့်အောက်ထပ်သို့ဆင်းလာခဲ့၏နောက်ဖေးစပိုးဆောင်၌ရင်ရွေးတစ်လုံးသည်မိဖို့ဘော်တွင်ဆူဝေလျက်ရှိထိုအခါမှာထမင်းရဲ့မိရည်သည်ဖျားနာနေသဖြင့်ထုံနေမလာနိုင်ကြောင်းနနက်ခင်းကသူ့မိခင်ကြီးလာပြောသည်ကိုကျွန်တော်သတိရ၏သို့ဖြစ်၍အိမ်၌မဝနုတယောက်ထဲသာရှိပေမည်မဝနုသည်အိမ်တွင်တယောက်ထဲပြင်း၍တော်၎င်းအခြားအသေးဖွဲကိစ္စတစ်ခုရှိ၍တော်၎င်းအိမ်ဒီပါချင်းများထံအလဲပတ်သွား၍နေလေသလိုဟုအောက်မေ့မိသူနှင့်ရင်ရွေးကိုမိလျှော်ကအိမ်မော်တက်သို့တက်ခဲ့၏ဝတ်စားများလဲ၍အိမ်ကန်းသို့ထွက်ခဲ့သောအခါစပွဲကလထိုင်နှင့်အခြားလာပပစ္စည်းအလုံးပင်ပြောင်းဆင်စွာရှိနေလျက်ကျွန်တော်၏အဖိုးကြီးရုပ်တစ်ခုသာဖုန်တော်သောရှိနေသည်ကိုတွေ့ရသဖြင့်ကျွန်တော်လည်းဝတ်စုပ်တစ်ခုကိုယူပြီးတယ်အောက်ပိုင်းကိုအဝတ်ဖြင့်ပုတ်တက်လျက်ရှိတစုံတစ်ခုကကျွန်တော်၏ပခုံးကိုလက်ဖြင့်တိုးလိုက်တဲ့ကဲ့သို့ထင်ရ၏နောက်သို့ပြန်၍လှည့်ကြည့်ရာမြည်သူမျှမရှိသေးတို့နှင့်ဆက်လက်ပုတ်တိုက်လျက်ရှိရာဒုတိယအကြိမ်လူတစ်ယောက်ကလက်နှင့်တိုးလိုက်တဲ့ကဲ့သို့ရှိသည်ကိုခံစားရပြန်၏အတုခံရသောနေရာနှင့်အနည်းဆုံးမှာအယုတ်၏လက်ရလက်သာဖြစ်လေသည်ထို့အခါကျွန်တော်လည်းမိမိမျက်လုံးကိုပွေ၍ကြည့်ရာအယုတ်၏လက်ရဘက်လက်မှာရခင်ကကဲ့သို့ခက်ကွေးကွေးမဟုတ်တော့ပဲခက်ဖြောက်ဖြောက်ရှိနေပြီလင်
ရခင်တစ်ချိန်ကကျွန်တော်တို့ဖြစ်ပစ်မိကြံခဲ့သောလက်ညှိုးသည်လေခက်တန်းတန်းဖြစ်ကတစုံတရာလက်ညှိုးထိုး၍ညှို့ပြနေတကယ်သို့ရှိတော်၏သူလက်ညှိုးညွန်ရာနေရာ၌ကနောက်ဖေးသို့ဖွင့်ထားသည့်မှန်ပရင်းမောက်တစ်ခုရှိလေသည်သို့နှင့်ကျွန်တော်လည်းပရင်းမောက်စီသို့လာခဲ့ပြီးလျှင်နောက်ဖေးခြံထဲသို့လှမ်း၍ကြည့်လိုက်ရာမောင်ပါမြိုင်နှင့်မောင်ဝါနုတို့ကိုမမျှော်လင့်ပဲမြင်လိုက်ရ၏မောင်ဝါနုကခုံကလေးတစ်ခုအစွန်တွင်ကျွန်တော်ဘက်ကိုကြောခိုင်းထိုင်နေ၍မောင်ပါမြိုင်ကအနီးတွင်မတ်တက်ရက်လျက်ရှိ၏ကျွန်တော်တွေ့မြင်သောခဏ၌မောင်ပါမြိုင်ကစတုံးတွင်ပန်းဝင်လေးတစ်ပွင့်ထိုးဆက်လိုက်ပြီးလိုက်ရာမောင်ဝါနုကထိုလက်ကိုပို့ချလိုက်ဟန်တူလေသည်အပေကြောင့်ဆိုသောမောင်ဝါနု၏ကိုယ်ထပ်ပိုင်းမှာခြုံကြုံကွယ်နေ၍ပန်းဝင်ကလေးကိုကန်၍လှမ်းလိုက်သောမောင်ပါမြိုင်၏လက်နှင့်ပို့ချလိုက်သောမောင်ဝါနု၏ဖြူဖွေးသောလက်ကလေးများကိုသာရိခနဲမြင်လိုက်ရခြင်းဖြစ်လေသည်ကျွန်တော်သည်ဗရင်းရာတစ်ဖက်ကိုဂျန်ကလေးမီအောင်ဖွင့်လိုက်ပြီးလျှင်အေကန်ထဲသို့ပြန်၍ဝင်ခဲ့၏ထူးဆန်းသည်မှာကလာဖိုးကြီးသည်ကျွန်တော်ဗရင်းဘောက်စီသို့သွားစဉ်က၎င်း၏လက်မှာခက်တန်းတန်းရှိနေ၍တစုံတရာကိုညှို့ပြနေတကယ်သို့ရှိနေတော်လေယခုအခန်းတွင်သို့ပြန်ဝင်လာသောခါ၌မူအိမ်သို့မူလယူလာခဲ့စဉ်ကအနေထားတိုင်းပင်ရှိနေလေသည်မကြမီမောင်ဝါနုနှင့်မောင်ပါမြိုင်မှာအခန်းတွင်သို့ဝင်လာကြရာမောင်ပါမြိုင်ကကိုကြီးဒီနေ့စောစောပြန်လာတော့ဟူရေမောပြောဆိုလျက်မောင်ဝါနုကမူအနှဲငယ်မျက်နှာပြတ်သွားပြီးနောက်ချက်ချင်းပဲအိမ်တွေပြန်၍ဆဲလိုက်ခါကျွန်တော်မျက်နှာကိုရဲရဲမကြည့်ပဲမောင်ဘယ်ကိုသွားကြရှိတယ်လဲထမင်းစောစောစားရရအောင်မောင်ကြိုက်တဲ့စိတ်ကလေးစားဟင်းချက်ထားတယ်ဟူပြောလေသည်ကျွန်တော်သည်အနှဲငယ်တန်တရားဖြစ်မိသို့သောထိုတန်တရားမျိုးမှာမယားကိုအချစ်လွန်သောသူများဖြစ်တတ်မြဲဓမ္မတာတိုင်းဖြစ်ရခြင်းဖြစ်သည်ဟုဖြေပြောလိုက်၏ညစာစားတော့ပြီးလက်တော့မောင်မမြိုင်သည်ရုပ်ရှင်ကြည့်ရန်ဆို၍အိမ်မှထွက်သွားလေရာကျွန်တော်နှင့်မောင်ဝါနုသာအိမ်တွင်ကြံခဲ့၏ရေမိုးချိုး၍တနခါလင်းပြီးနောက်မောင်ဝါနုသည်ကျွန်တော်စာဖတ်နေသောအခန်းတွင်သို့ဝင်လာ၏သူသည်ကျွန်တော်စာဖတ်နေသောကလထိုင်နောက်မှမတည့်ရက်ခါလက်နှစ်ဖက်ကိုကျွန်တော်ပခုံးပေါ်မှနေ၍ကျွန်တော်ရင်ဘတ်ပေါ်သို့လိုက်တဲ့ချထားလိုက်၏သူ၏ကိုယ်၌တနခါပေါင်နာနှံများစပင်မှာစီမွေးနှံများသည်တခန်းလုံးကြံလျက်ရှိ၏တန်ရှင်းဖြူစင်သောဝတ်စားများကိုဝေလျက်အပြန်နုရောင်တစ်ဖက်ရဲ့ပိုးလုံးကြီးကလေးကိုဝတ်ထားရာကြည်လင်ပြေဖြိုးသောသူ၏ကိုယ်လုံးကိုယ်ပေါက်ကလေးမှာတင်းနေရင်ရှိလာပြီမောင်ဒီရုံကြီးကိုရန်ကုန်ပို့မလို့ဆိုဘယ်သူပြောလဲကွာမောင်မပြန်ပြောတယ်နုလေညနေကဟင်းအိုးတွေကြတော့ခြံထဲသွားပြီးတင်းစီပင်ကလေးတွေမြေတောင်မြောက်ပေးနေတယ်အဲ့ဒီတော့ကပြောတယ်ဒါကရန်ကုန်ပြတိုက်ကိုစာရေးပေးပြီးတော့သူတို့ကလက်ခံမှပို့ပြမှာပါနုရဲ့မင်းမပို့ပြရင်သိကောင်းမှာပဲဘာဖြစ်လို့လဲဒီရုံကြီးကနည်းနည်းကလေးမှကောင်းချုံမပေးဘူးတနေ့ကမောင်မမြိုင်ကပြက်ကြီးပြော်ရှိနဲ့တဲဒီကောင်ကြီးငါချောင်းနဲ့ကန်လိုက်ရဆိုပြီးရွေးလိုက်တာသူကမကန်ရသေးဘူးသူချောင်းမှာတောက်ခနဲမြည်သွားပြီးတော့သွေးစီဥသွားတဲ့ဒီရုပ်ကြီးအသက်များရှိနေသေးရောလားမောင်ရဲ့အိုးနုကလည်းမဖြစ်နိုင်တာကြီးပြောနေပြန်ပြီကွယ်အယုံမှာအသက်ရှိရလို့နှုတ်ကြဘူးဆိုလားကြားတော့မကြားဘူးပါဘူးအော်ဒါထက်မောင်မေးသေးဘူးလားအစောကြီးရှိသေးတာပဲလေနှုတ်တော့အိတ်ထင်နေပြီအိတ်ချင်သွားပြီပေါ့ကွဟေးအေးနှုတ်တယောက်တည်းကြောက်တယ်လာပါမောင်ရဲ့နှုတ်တယောက်တည်းကြောက်လို့ပါထို့နောက်ကျွန်တော်ဤဇနီးတဲ့သူဤဖြူဖွေးမွေးကြိုင်သောဘာကလေးဖြင့်ကျွန်တော်ဤဘာတစ်ဖက်ကိုပုတ်တက်လျက်လက်နှစ်ဖက်ကလည်းကျွန်တော်ဤလက်မောင်းများကိုရှော့သက်ပုတ်တိုက်လိုက်ရရှိရာကျွန်တော်မှာသူဤလေပင်ကိုဖက်ကအာဘဒိယနန်းရှုံမိလေထို့နောက်သူဆွဲခေါ်ရာအိတ်ခမ်းစီသို့လိုက်ပါသွားရလေ15ရက်ခန့်ကြာလက်တော့ကျွန်တော်သည်တောသို့စပားဝင်ရန်တက်သွားရ၏ကျွန်တော်သွားမိရွာမှာမိုင်30ခန့်ဝေးသည့်ပင်စပားကလည်းများသဖြင့်2ရက်များစုဆောင်းဝယ်ယူရမည်ဖြစ်သောကြောင့်2ညအိမ်နေရမည်အကြောင်းကိုအိမ်သားများအားပြောခဲ့၏သို့သောစပားများမှာဈေးတက်နေသဖြင့်ကျွန်တော်ထင်သည့်အတိုင်းဝယ်များပဲရှိခဲ့ရာတညအိမ်ပြီးသည့်နောက်တစ်နေ့နနက်စောစောပင်ဟင်းသီးဟင်းရွက်များတင်သောကားကြုံဖြင့်ပြန်ခဲ့၏ကျွန်တော်မှာငကိုဝါသနာကပင်အိမ်ကိုခင်မင်၍အိမ်တော်အတွက်တန်ရောစင်ကြီးသူတယောက်ဖြစ်၏ န
နက်9 နာရီသာသာတွင်မြို့သို့ရောက်လာခဲ့ရာအိမ်သို့ရောက်သောအခါ6 နာရီမျှရှိပြီဖြစ်တော်လေတဘူရဲလာစောင်းရသည်ဖြစ်သည်ဖြင့်အလင်းရောင်လာသည်ဆိုမျှသာရှိနေသည်ခြံတွင်းသို့ဝင်၍တကားကိုခောက်ပြီးလျင်ဇနီးတဲ့၏အမိကို၎င်းမောင်မမြိုင်၏အမိကို၎င်းခေါ်၍မရသဖြင့်ကျွန်တော်လည်းနောက်ဖေးမိဖို့ဘက်သို့လှည့်ခဲ့၏မိဖို့ပေရှိဗရင်းမော်တကယ်ရွက်သည်ပင်ညက်မရှိပဲဟင်းလင်းဖြစ်နေသဖြင့်၎င်းမှလက်နိုင်၍အတွင်းမြောက်လက်ကိုဆွဲဖွင့်လျင်ရနိုင်ကြောင်းညံရသည့်အတိုင်းထိုဗရင်းမော်ကိုဖွင့်၍အိမ်တွင်သို့ဝင်ခဲ့လေသည်ဆောင်းတွင်ဖြစ်သဖြင့်ကျွန်တော်၏ဇနီးသည်မှာလျှောက်အိတ်ကတင်ပေါ်တွင်ချင်းချင်းအေးကွင်းနေပြီလိမ့်မည်သို့သောမိတို့ပင်ဖြစ်စေမောင်ဖမြိုင်သည်အိယာမစောစောထသောလေးချင်းရှိသူတယောက်ဖြစ်သဖြင့်အိယာမမုတ်ချနိုးနေရပေမည်မောင်ဖမြိုင်အိယာသို့တွားရောက်ကြည့်ရှုသောအခါကျွန်တော်မှာအပေါ်သို့ပေးနေထားသည်ကိုတွေ့ရ၏အိယာခင်များဆောင်းနှင့်ကောင်းအောင်များတရက်စွာရှိနေသဖြင့်အိမ်မော်တွင်မအိတ်ကြောင်းထင်ရှား၏နောက်ဘေးကားကိုဖွင့်ကာနောက်ဘေးဘက်သို့လှည့်ပတ်ကြည့်ရှုစစ်ဆေး၏သို့သောမိသူကိုမှမတွေ့ရှိကြဒီကောင်အိမ်မော်မှာတက်အိမ်နေသလားမပြောတတ်ဘူးဟုစိတ်ထဲမှရေရွတ်ခါအိမ်မော်သို့အပြေးလွှားတက်သွားမိ၏ထိုချိန်မှပဲဇနီးတဲ့ပေါ်တွင်တန်တရားများဝင်လာ၏မောင်တော်ဝဲဖြစ်သူမောင်ပမြိုင်နှင့်တနေ့တဲ့တနေ့ယင်းဤလာကြပုံများရခင်ကတတိမထားမိခဲ့သောအပြုတ်မှုများသည်ရုပ်ရှင်ပြတဲ့ကဲ့သို့ကျွန်တော်၏စိတ်တွင်တစ်ခုပြီးတစ်ခုပေါ်၍လာတော့၏တောတရာတွင်ဆောင်းလေးရှိသောခါထဲမှတမြောင်ကိုဆွဲထုတ်မိကရင်မောနှစ်ယောက်သားဖိတ်နေတာများတွေ့ရင်လားကွယ်တို့စိတ်ကူးပြီးနောက်တိတ်ဆိတ်ပြည့်ရှိသောကျွန်တော်တို့အိမ်ခန်းဤသို့ချင့်ကပ်သွားမိပါသည်တကားမှာစိတ်ယုံသာစီထားသဖြင့်အတွင်းသို့တွန်းလိုက်ရာတကားပွင့်သွားပါတော့သည်တမြောင်ဦးကိုလက်ဖြင့်ဆန်းလိုက်မိပါသည်ထိုအချိန်၌အလင်းရောင်များသည်နဘေးပရင်ပေါက်ပြုတ်ကက်များကြားမှာဝင်လာပြီးဖြစ်ရာနှစ်ယောက်အိတ်ကနေမော်တွင်ကျွန်တော်ထင်သည့်အတိုင်းမြည်သည့်ဘုံမှမတွေ့ရပဲဆောင်းနှင့်ကောင်းများသာဖျို့ဖျက်ဖြစ်နေသည်ကိုတွေ့ရပါသည်မြည်သည့်နေရာသို့တွားနေကြလေသည်။သို့နှင့်ကျွန်တော်လည်းအခန်းထဲမှပြေးထွက်လာခဲ့ပါသည်ထိုခဏတွင်အေကမ်းဘက်မှညီးတော်ဆန်လိုအသံတန်ကြားရသဖြင့်ကျွန်တော်လည်းအေကမ်းဘက်သို့ကူးခဲ့မိပါသည်ကျွန်တော်မြင်လိုက်ရသောရှုခင်းကကျွန်တော်၏တစ်သက်တွင်မယုံနိုင်စရာပင်ဖြစ်ပါသည်ကျွန်တော်၏ဇနီးတဲ့မဝါနုမှာဆိုဖာပေါ်တွင်တတိမေကပက်လက်လန်လျက်ရှိနေပါသည်လက်ဝဲဘက်လက်ကိုနဘေးသို့ချလျက်လက်ရဘက်လက်မှာအောက်သို့တွဲလဲကျနေပါသည်အတွင်းငယ်အင်ကြီးမပါပဲပါလာသောအပေါ်ဝဲအင်ကြီးပေါ်မှခြေသီးများပြုတ်ထွက်နေပါသည်အနီးသို့ချင့်ကပ်သွားရာတက်ရှူနေတဲ့သည်ကိုတွေ့ရသဖြင့်ဝမ်းမြောက်မိသလိုဖြစ်မိပါသေးသည်လေကားခိုက်ခန့်ဝေးသည့်အခန်းနောက်တနေရာ၌ကတွန်းလေးလျက်ရှိသောကောသောဘော်တွင်မောင်မမြန်သည်ပက်လက်လန်လျက်၎င်း၏လက်ဝဲဘက်နဘေး၌ကျွန်တော်၏အဖိုးကြီးရုံမှာမောင်မမြန်၏လေပင်ကိုဖြစ်ညစ်နေသကဲ့သို့လက်နှစ်ဖက်သည်မောင်မမြန်၏လေပင်၏တစ်ဖက်ချက်စီသို့ရောက်နေသည်ကိုထူးဆန်းစွာတွေ့နေရပါသည်အနည်းသို့ချင်းကပ်ကြည့်သောအခါအယုတ်၏လက်ရဘက်လက်ညှိုးသည်မောင်မမြန်၏လိမ်မျိုးတွင်သို့ဖောင်းဝင်လျက်ရှိသည်ကိုတွေ့ရပါသည်ကျွန်တော်သည်အယုတ်၏လက်ချောင်းများကိုဆွဲထုတ်လိုက်ရ၏ထိုအခါ၌လေကြောင်းတွင်မှသွေးများပင်ပန်းထွက်လာရာကျွန်တော်၏လုံကြီးနှင့်အင်ကြီးလက်တစ်ဖက်ကိုဆုံး၍သွားပါသည်မောင်ပါမြိုင်ကအသက်မရှိတော့ကြီးထို့နောက်ချက်ချင်းပင်ကျွန်တော်သည်သတိမိတ်နေသောမဝနုစီသို့ပြေး၍သွားမိပြန်ပါသည်သူ၏ကိုယ်လေးကိုယူရစွာပိုက်ဖေးပြီးလျင်လှုပ်၍နှုတ်မိပါသည်မလုံမရှက်ရှိနေသဖြင့်ကျွန်တော်သတိရပြီးလျင်အခန်းထဲမှအော်ဒီကလုံးရင်မွေးပလင်းကိုပြေး၍ယူပါသည်ထို့နောက်ရေခဲစိန်ရင်မွေးကိုငယ်ရင်း၌လောင်းထည့်ပေးခြင်းရင်ဝါကိုလက်ဖြင့်တောက်ပေးခြင်းနှာခေါင်းဝတွင်ရေမွေးကိုခက်များများဆွပေးခြင်းများကိုပြုလုပ်သဖြင့်အတန်ကြာသောအခါမောင်ဝနုသတိပြန်၍လဲလာပါသည်မောင်ဝနုသတိရလျင်ရခြင်းအယုတ်ကြီးကိုလက်ညှိုးထိုးကသူ့တဲ့ဟုကျေတော်ပါဩပါတော့သည်ထို့နောက်မျက်နှာကိုလက်ဖြင့်အုပ်ကပြင်းထန်စွာငိုပါတော့သည်သူကအတင်းလိုက်လို့ပြေးရတာပါမောင်ရဲ့ဟုပြောပြန်ပါသေးသည်သို့သောထိုအချိန်၌ကျွန်တော်မြုံကြည့်တော့ပါ
အယုတ်ကြီးမတက်ခဲ့တော့ကျွန်တော်ပင်တတ်မိမိအမှန်ဖြစ်ပါသည်သို့သောတမျိုးတစ်ဖုံဖြစ်ပေါ်လာပုံမှာကကျွန်တော်သည်သွေးဆုံးလျက်ရှိသောအယုတ်ကြီးလက်ကိုကြည့်ရှုလျက်ရှိစဉ်အခန်းဝစီမှာအတန်းအတန်းကိုကြားလိုက်ရသဖြင့်ဖြတ်ကနေလှည့်၍ကြည့်လိုက်မိပါသည်အောင်မလေးတော့အခုကိုဦးလေးတက်လိုက်ပါပြီဟုတ်လားဟုတ်ပါတယ်သူနဲ့မမနဲ့ဖြစ်နေတာဦးလေးသိသွားပြီဒါကြောင့်တက်တာအတန်မှာအစိကံမကလေးမိရဲ့အတန်ဖြစ်၍မိရဲ့သည်လမ်း၍ဟော့လိုက်ခါကျွန်တော်အားမောင်မမြိုင်ကိုတက်လိုက်ကြောင်းဖြင့်ဆွဆွဲလျက်ရှိပါတော့သည်မိရဲ့သည်လင်းမြန်စွာပြေးထွက်သွားပြီးအိမ်ကြီးချင်းများကိုတန်ကြားသဖြင့်မကြမီရင်းရရှိများရောက်လာပြီးလျင်ကျွန်တော်တို့အားဖမ်းဆီးပါတော့သည်မောဝနုကမူအယုံကြည်တတ်တယ်ဟူ၍ယူတယောက်ကဲ့သို့ပါဇက်မှာတဖြည်းဖြည်းရေရွလျက်ရှိနေပါတော့သည်ကျွန်တော်ဇနီးနှင့်မောင်မမြိုင်တို့ယင်းဤပုံကျွန်တော်အနီးတွင်ဓမြောင်တလက်ရှိနေခြင်းကျွန်တော်၏အဝတ်တွင်သွေးများဆွန့်ပိတ်နေခြင်းတို့မှာကျွန်တော်ဒီအခန့်အဖြစ်သို့ရောက်အောင်ပို့ဆောင်ပါတော့သည်ယခုအချုပ်ကမ်းထဲသို့ရောက်သည့်တိုင်အောင်ကျွန်တော်၏ချစ်စနီမောဝနု၏စကားကိုမယုံကြည်ပါနောက်ကိုလည်းယုံကြည်တော့မည်မဟုတ်ပါမိမများ၏ချစ်စပွဲအပြုံးနှင့်မာယာသည်ယောက်ျားကြီးတယောက်၏အသိဉာဏ်ကိုပင်ဖုံးလွှမ်းသွားနိုင်ကြောင်းကျွန်တော်ယုံကြည်ပါပြီကျွန်တော်ဝမ်းနည်းခြင်းတစ်ခုမှာမောင်မမြိုင်အားကျွန်တော်လက်ဖြင့်မတက်လိုက်ရခြင်းဖြစ်ပါသည်ကျွန်တော်၏အဖိုးကြီးရုပ်ကိုယခုမှုတွင်တက်တေကံတင်ပြပါသည်အထက်ပါအကြောင်းအရာများကိုကျွန်တော်သည်ဖျားရှိတွင်တစ္ဆာဆို၍ရေးသားတင်ပြအပါကြောင်းအောင်ပန်းတရားခန့်အောင်ပန်းကစာဖြင့်ရေးသားတင်ပြသောအကြောင်းအရာများကိုဖတ်ပြီးနောက်ကျွန်တော်သည်တတိကံတင်ပြသောဘလူးရုပ်ကြီးနှင့်တူသည်အယုတ်ကြီးကိုကြည့်ရှုရာ၎င်းမှာအောင်ပန်း၏စာရွက်များတွင်ရေးသားဖော်ပြထားသည့်အတိုင်းအလွန်ပင်ထူးခြား၍ကြောက်မက်ဖွယ်ကောင်းကြောင်းတွေ့ရ၏ထိုအခါကျွန်တော်လည်းရန်ပြည့်တွင်နေခဲ့စဉ်ကတကြီးတယောက်ထံမှကြားပူးခဲ့သောအဖြစ်အပျက်တစ်ခုကိုသတိရမိ၎င်းမှာဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီ10နှစ်လောက်ကဝဲလက်မော်ရွာရှိဘုန်းကြီးကျောင်းမှဆရာတော်သည်ကျောင်းသားများနှင့်အတူပင်လယ်မှလှိုင်းပုံတင်ရှိနေသောဒိုက်တော်များကိုဆယ်ယူရင်း9000ကျော်6000ခန့်ရှိအတော်အတန်ချုံးမွေသောတစ်လုံးတစ်လုံးကိုတွေ့ရသဖြင့်ကျောင်းဝင်းတကား၌စိုက်ရန်ကျောင်းသို့ယူခဲ့စေ၏ထိုတန်ကိုစိုက်ပြီးသည့်အချိန်မှစ၍ဆရာတော်နေသောကျောင်းခေါင်မှုပေါ်သို့ခဲများကြလာခြင်းမိဝက်များအလိုလျောက်ငိမ့်သွားခြင်းလူကိုမမြင်ရပဲစိုးအုံများပေါ်သို့မြောက်ပါသွားခြင်းစသဖြင့်အမျိုးမျိုးဖုံဖုံ6လက်လျက်ရှိသည်ကိုတွေ့ရ၏သို့သောဆရာတော်ကဤတတုံးကြောင့်ဖြစ်ရသည်ကိုမသိရှာကြနောက်ဆုံးတွင်ကျောင်းပေါ်၌နေ၍မဖြစ်နိုင်အောင်ပင်ရှိတော်၏ထိုတဲ့ရင်သည်တရွာလုံးပြန့်နှံ့လျက်ရှိရာအထက်ညာမှာအင်းလက်ဖွဲ့များတွင်ဝါသနာပါသည့်ဖုံးတော်ကြီးတစ်ပါးရောက်လာသည့်တွင်ထိုဖုံးတော်ကြီးဩဝါဒအတိုင်းထိုတုံးကြီးကိုနှုတ်ယူကာပင်လယ်သို့မျောလိုက်ရလေသည်ထိုအချိန်မှစ၍ဆရာတော်ကျောင်းတွင်6လက်ခြင်းများမရှိကြဖုံးတော်ကြီးအဆိုမှာဤတုံးကြီးတွင်သူရောင်များပါလာကြောင်းတို့ဖြစ်၍သူရောင်များက6လက်ခြင်းဖြစ်ကြောင်းအမြတ်မြအမိန့်တော်ရှိခဲ့၏ကျွန်တော်ယခုစီရင်ရမည့်မောင်ပန်းမှုနှင့်အထက်ပါအတိုင်းကျွန်တော်ကြားသိခဲ့ဘူးသောဘုဟုတုတ္တကိုပေါင်းဆက်ဆင်ခြင်းမိတတုံးကြီးကိုဆယ်ယူ၍ဝန်တကားတိုင်းဆိုင်သောဖုံးတော်ကြီးရွာနှင့်ရုပ်ကြီးကိုမောင်ပန်းရခဲ့သောနေရာမှာတရွာတည်းဖြစ်6လန်တီဆိုခြင်းမှာလည်းအတူတူကဲ့သို့ရှိသို့ဖြစ်၍စီရင်ချက်မချမီကျွန်ုပ်သည်ဤကြောင်းရာများကိုနည်းနည်းစွာစဉ်းစားမိသို့သောကျွန်တော်၏အသိဉာဏ်ကိုကျွန်တော်၏စီရင်ချက်၌ထည့်သွင်းရေးသားရမည်မဟုတ်ချေအမှုဆိုသည်မှာတတိထွက်ချက်ပေါ်၌သာအကိုးကားပြု၍စီရင်ရမည်သို့မှလည်းတရားနည်းလမ်းကြပေမည်ကျွန်တော်ကိုယ်တိုင်ကတရားတစ်စီကိုယုံကြည်သူမဟုတ်ချေသို့သောဤမှုတွင်တရားခံအောင်ပန်း၏ထွက်ချက်ချမ်းသိများ၏ထွက်ချက်ပုံဝန်းကျင်ဖြစ်ပျက်တို့မှာတရားခံအားဖေးမလျက်ရှိလေသည်ထို့ပြင်ဆရာဝန်အားနောက်ထပ်ခေါ်ယူစစ်ဆေးရ၌လေတေသူမောင်ပမြိုင်လေပင်မှာဒဏ်ရာကခြုံထက်သောလက်နက်တစ်ခုဖြင့်ပြုလုပ်၍ဖြစ်ကြောင်းသို့သောဓာစုဓမြောင်ကဲ့သို့ထပ်သောအသွားရှိသည့်လက်နက်မျိုးမဖြစ်နိုင်ရုပ်ကြီးလက်ရဘက်လက်ညှိုးဖြင့်ထိုးဖောက်က
ဖြစ်နိုင်လောက်ကြောင်းထပ်မံထွက်ဆိုလေသည်တို့ဖြစ်ရကကျွန်ုပ်သည်တရလိုပြတပ်သေးများစေးဆရာဝန်နှင့်ပတ်ဝန်းကျင်အခြေအနေစသည်တို့ကိုအထောက်ထားပြုပြီးလျင်ကျွန်ုပ်၏ကိုယ်ပိုင်ဉာဏ်ကိုသုံးကအောင်ပန်းအားအထက်ယုံသို့မတင်ပဲလွတ်ပစ်လိုက်လေသည်တသေကံတင်ပြသောအယုတ်ကြီးကိုမူရုံးတော်ကဖျက်ဆီးပြီးရန်အမိန်ပေးလိုက်ဦးအောင်သိန်းပင်စင်စာတရားသူကြီးဟောင်းကွက်လက်မြို့သူရောင်ရုပ်ဝတ္ထုတိုလေးမှာဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာအခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့စုံနောက်ဇာတ်လမ်းလေးတွေကိုနားဆင်ကြနေဆိုရင်ကျွန်တော်တို့ရဲ့စုံနောက်ကျော် channel လေးကို like and subscribe လေးလုပ်သွားပြီးဖို့မမေ့ကြပါနဲ့ဦးခင်ဗျာလူကြီးမင်းတို့ဖျက်ပြစေခြင်းနဲ့ဝတ္ထုလေးတွေရှိတယ်ဆိုရင်လည်း comment မှာမှန်သွားပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတာယာသောနေ့ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ